နန်းတော်ကြီးထဲမှာအေးဆေးတိတ်ဆိတ်သွားခဲ့တယ်။ဘသူမှအဖြေကိုမပြောနိုင်ခဲ့ဘူး။အဲ့ဒီအချိန်မှာရွာလေးတစ်ရွာမှာဆင်းရဲတဲ့လယ်သမားသားလေးတယောက်ရှိတယ်။တနေ့မှာသူ့တောထဲမှာအပင်တွေနှုတ်ရင်းတောင်ကုန်းပေါ်ကိုတက်သွားခဲ့တယ်။အဲ့ဒီမှာထူးဆန်းတဲ့အပင်တစ်ပင်ကိုတွေးလိုက်တယ်။အပင်ကအရမ်းလှပြီးထူးဆန်းနေတယ်။လယ်သမားသားလေးကအဲ့ဒီအပင်ကိုအိမ်ကိုယူလာခဲ့တယ်။ပြီးတော့အိမ်ရှိမှာစိုက်ပြီးနေ့တိုင်းရေလောင်းခဲ့တယ်။နေ့တွေကြာလာတာနဲ့အပင်ကတဖြည်းဖြည်းကြီးလာတယ်။ပင်စီကပိုပြီးရှည်လာပြီးအရမ်းကြီးတဲ့အပင်တစ်ပင်ဖြစ်လာတယ်။နောက်ဆုံးမှာအဲ့ဒီအပင်စီကမိုးထီတောင်ရှည်လာပြီးနန်းတော်ထိရောက်သွားခဲ့တယ်။တနေ့မှာလယ်သမားသားလေးကအဲ့ဒီပင်စီကိုတက်ပြီးအပေါ်ကိုတက်သွားခဲ့တယ်။တက်နောက်ဆုံးမှာသူနန်းတော်ထဲကိုရောက်သွားခဲ့တယ်။နန်းတော်ထဲမှာတော့မင်းသားတွေအားလုံးညံစမ်းမေးခွန်းကိုစဉ်းစားနေတော့မယ်။အဲ့ဒီအချိန်မှာလယ်သမားသားလေးကရှေ့ကိုလှမ်းသွားပြီးပြောလိုက်တယ်။မင်းသမီးကျွန်တော်လဲစမ်းကြည့်ချင်ပါတယ်။လယ်သမားသားလေးကမင်းသမီးရှေ့ကိုလှမ်းသွားပြီးပြောလိုက်တယ်။မင်းသမီးကျွန်တော်လဲစမ်းကြည့်ချင်ပါတယ်။နန်းတော်ထဲကလူတွေအံ့ဩပြီးသူ့ကိုကြည့်နေကြတယ်။မင်းသားတွေတောင်ဒီလူကဘသူလဲလို့တယောက်ကိုတယောက်ပြောနေကြတယ်